မင်္ဂလာပါခင်ဗျာ The Point of Reality ကနေပြည်သူ့အတန်ကိုတင်ဆက်ပေးနေတဲ့ဖြိုးဝေအောင်ပညာရေးဖြစ်ပါတယ်ခင်ဗျာရေးမှာပင်ခရိုင်ရဲ့တော်လှန်ရေးသမိုင်းမှာအခုရက်ပိုင်းအတွင်းအချုပ်ထွေးဆုံးနဲ့မိကုံအများဆုံးဖြစ်စဉ်တစ်ခုကတော့ PRAF ခေါင်းဆောင်ဘိုးတော်နီခဘာထူဖမ်းဆီးခံရမှုပါပဲဖေဖော်ဝါရီ29ရက်ညနေပိုင်းကဖမ်းဆီးခံခဲ့ရတဲ့သူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းမျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။ NUG ရဲ့ညွှန်ကြားချက်ကြောင့်လို့ဆိုပေမဲ့ခရိုင်ပကဖကညင်းဆိုခဲ့တယ်လို့နောက်ပိုင်းမှာတော့ဘိုးနဂါရဲ့ BNRA အဖွဲ့နဲ့ဆက်ဆက်ပြီးဖမ်းဆီးတာဖြစ်ကြောင်းသတင်းတွေထွက်လာပါတယ်။ဒါပေမဲ့အခုနောက်ဆုံးရတဲ့သတင်းရတော့တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေကြားမှာတန်တရာမိတောက်ကိုပုံမူတောက်လောင်စေတဲ့အခြေအနေတစ်ခုဖြစ်လာပါတော့တယ်။ဒါကတော့ဖမ်းဆီးခံထားရတဲ့ဘိုးတော်နီဟာထွက်ပြေးလွတ်မြောက်သွားပြီဆိုတဲ့သတင်းစကားပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့စီကိုအတန်ပိုင်တစ်ခုရောက်ရှိလာပါတယ်ဒီအတန်ပိုင်မှာဘာတွေပြောထားတယ်လဲတကယ်ပဲထွက်ပြေးသွားတာလားလက်စဖြောက်ဖို့စင်ကြေတစ်ခုလားဆိုတာကိုသိရဖို့ဒီအတန်ပိုင်ကိုနားဆင်ကြည့်လိုက်ရအောင်ပါခင်ဗျာဒီကဘာလဲတင်တာပါပဲဒီမှာမပါဘူးကျွန်တော်တို့ပြောရဲနှစ်ချီပြောရဲတယ်သိတယ်ဒါပေမဲ့ဒီကမယူရချင်တယ်တခါတလေကြားတယ်ဦးကတော့လက်ပါချီပါလောက်တယ်ဒီကအဲ့ဒါပဲရှိတယ်ဒီမှာမပြောပြသေးဘူးအခုကိုစီကိုဘတ်တူထွက်ပြေးပါပြီဆိုတော့ဟိုကဘသူစီကအရင်ဆုံးရလဲစွမ်းသူမောင်စီကရတာလားသူ့မင်းသားတွေကသူ့မစီကသူ့မင်းသားတွေကရတာစွမ်းသူမောင်စီကရောသူစွမ်းသူမောင်ကိုတိုင်ပြောလာတဲ့ဟောမှတန်ရလားဆန်းမောင်ပြောတဲ့အတန်ဖိုင်ကိုသိမ်းထားပြီကျွန်တော်ကောင်မလေးပြရလို့ကျွန်တော်ကလိုက်ဆုံစမ်းတော့ဒီလိုလိုက်ဆုံစမ်းရင်မသေးကြမှာသူဆန်းမောင်တိုက်ရိုက်မေးပလိုက်တယ်အဲ့နဲ့ဟိုကလောက်လုံးလေးချလာတာဟုတ်လို့ထပ်ပြေးတယ်ဆိုတာမဖြစ်နိုင်ဘူးလို့အဲ့လိုပြောလိုက်တယ်ဆန်းမောင်ဟုတ်တယ်တဲ့ထပ်ပြေးပါကြီးတဲ့ဟိုပါပေါ့ဒီအဲ့ဘက်တောင်းလိုက်အချိန်ပါအဲ့ဘက်မနေ့ကလည်းကျုပ်ကအဲ့ဘက်တောင်းခိုင်းလိုက်တာလေအဲ့ဒါကိုကြောက်ပြီးတော့ဒီတော့ဗါလဲဖုံးမဲယူရတယ်ထွက်ပြေးသွားတယ်ဆိုတော့အဲ့ဘက်တောင်းလာတာကျွန်တော်သိတာဆန်းသူမောင်အဲ့ဘက်တောင်းခိုင်းတာက3ရက်ရှိပါပြီ3ရက်ဆို4ရက်မြောက်ပေါ့နော်4ရက်ရှိပါပြီအဲ့ဘက်ကိုမပေးနဲ့လို့အဲ့ဘက်မပေးနဲ့ဆိုတာကျန်တာတော့မဟုတ်ဘူးဒီမှာအဲ့ဘက်ဆိုတာဘာလို့ကသူကကွန်ပျူတာသုံးတာမဟုတ်ဘူးအဲ့ဘက်သုံးတာအဲ့ဘက်ကမှကျန်တဲ့မလိုအပ်တဲ့အချက်လက်တွေတင်ရတာတွေဒါကြီးရှိမှဆိုလို့ကျွန်တော်ဖွက်ခိုင်းတာကွဲဝိုင်းလို့ပြောလိုက်ကောင်မလေးကိုတော့ကျွန်တော်ကောင်မလေးနဲ့ကလေးကိုလုံလုံတဲ့နေရာမှာကျွန်တော်ရှောင်ခိုင်းထားပြီးသွားပြီဘာသူ့ကိုစဖမ်းလိုက်ကအနည်းဖမ်းသွားပြီဆိုတော့ကျွန်တော်ကသူတို့လုံလုံတဲ့နေရာရွှေ့ခိုင်းထားတယ်ဘာလို့သူတို့ဆိုးပြရပြီလေအဲ့တော့ဘာသူ့ကိုသူ့မိန်းမနဲ့ကလေးကိုထွက်တွေ့ဖို့တော့မှလာတွေ့ဖို့ဆိုပြီးတောင်းဆိုတယ်ကျွန်တော်မတွေ့ခိုင်းဘူးတော့တွေ့လို့မရဘူးလေဒီကောင်လေးမဟုတ်အဲ့တော့အခုမဟုတ်ဘူးအဲ့တော့အဲ့ချိန်တော့ပေါ့အခုလို့ထွက်ပြေးတဲ့အချိန်မဟုတ်ကိုယ်ပြောပြီဟိုကောင်မလေးဟိုမျိုးသမီးကတိတာကစွမ်းသူမောင်တို့ပြောမှသိတယ်မလားစွမ်းသူမောင်လည်းမှာကလေးတယောက်ရှိတယ်သူ့ချိတ်ပေးနေတယ်ဘာသူနဲ့ဘူးလူတွေပါပြောလို့ရအောင်လုပ်ပေးတဲ့ကလေးတယောက်ရှိတယ်အဲ့မှာစောင့်နေတယ်မှာအကောင်မလေးကတစ်ဆင့်အကောင်လေးကိုတစ်ဆင့်ပြောတော့ဟိုအကောင်လေးကသူ့မပြောသေးဘူးသူလိုက်မေးတာတဲ့အကောင်လေးတွေကကြားပြီးသွားပြီဘာလို့ထွက်ပြေးနေဆိုလဲအနံတွေ့နေတယ်အဲ့ဒါနဲ့သူအမှရှိတယ်ပါသုံးလုံးထဲမှာရှိသေးတယ်လူကြီးတွေပဲလူကြီးဆိုတာဟိုဥပလောကဆိုတာကျွန်တော်တို့ဇီရောဖုန်းအဖုန်းရဲ့နောက်ကဟန်ဝဲအောင်ဆိုတာပါပြည့်စရာသူတို့လည်းဟုတ်တယ်လို့ပြောတယ်ဒါပေမဲ့ဟန်ဝဲအောင်နောက်ကကျွန်တော်တို့နေပါတယ်ဒီကဘယ်လိုဖတ်လို့ကြည့်ရတော့သူတို့ပဲဟာလူကိုလူတွေရောနှမျောတာပေါ့ဗျာဒါမဲ့လည်းသူတို့စိတ်နဲ့သူတို့အဆုံးထိသွားအောင်တော့ကျွန်တော်တို့ဘိန်းတက်ပိတ်ထားမှာပဲလေသူတို့သွားမရမှာကျွန်တော်တို့တုံးပို့လို့မရဘူးပြည်သူတွေကလည်းပိန်းတဲ့လူတွေအများကြီးရှိသေးတော့အဲ့တော့သူတို့သွားဖို့အတွက်သူတို့ရှိန်နဲ့သူတို့သွားအောင်ဆိုပြီးတော့ဦးချိန်မှာအခုကလက်ဟုတ်တယ်မှန်တယ်ဆိုပြီးလက်ခုပ်တီးပေးရင်ပိုကောင်းတယ်သူတို့မြန်ခီးဆုံးသွားတော့မှသူတို့ရောက်သွားတော့မှကျွန်တော်ခီးဆက်သွားလို့ရတော့မယ်နောက်တစ်ခါ
ပြောက်သွားတယ်ဦးပြောက်နေတဲ့တယောက်ရှိတယ်လမ်းဝေပြောက်တယ် အေးတော့မတွေ့ရဘူးနော်ဟုတ်တယ်လွမ်းဝေး လမ်းဝေပြောက်တာဟိုလောက်ရှိပြီလမ်းဝေပြောက်တာတလနီးပါးဖြစ်တော့လမ်းဝေနဲ့ကျွန်တော်လည်းအမြဲစကားပြောနေတယ်လုံးဝလမ်းမမရှိတော့ဘူးလမ်းဝေကလည်းစိုးရိမ်ကြဖြစ်သွားပြီ ဘယ်နဲ့ရင်းမပင်လား ရှိမှပဲခင်ဗျာပဲဒီမှာခင်ဗျာလည်း အခုဘိုးတော်နေတို့ဖမ်းသွားတယ်ဗာညာအခုတော့စွမ်းသူမောင်စီပါပဲနေတယ်မလားအဲ့မှာပဲသူ ဆန်းလူမောင်ပဲဖမ်းတာလေဆန်းလူမောင်ဒီမှာပဲလေ ဖမ်းတယ်လူပေါ့ အဲ့ဘယ်မြို့နယ်လဲ ဒီမှာပဲခင်ဗျာပဲမြို့နယ်အတိအကျဆိုတော့မပေါ်ပြတာဘူး အခုအဲ့မှာဆိုရင်အခုဆိုရင်မိထားတဲ့ဟိုရှိမယ်အခုမျက်လုံးကတော့ထွက်ပြေးလို့ပြောတာပဲကျွန်တော်တော့ထွက်ပြေးလို့ပြောတဲ့အခုပြောတိုင်းထွက်ပြေးတယ်လို့ပြောတိုင်းဟိုမှာကျွန်တော်ကမတင်ကြတော့ဘူးဒါ ထွက်ပြေးရဆိုတက်ပြီလေအစားဆက်ဖြစ်ဖြစ်ချင်းထွက်ပြေးရဆိုလက်ခံလို့ရတယ်အခုသူတို့စီးနေတဲ့အချိန်ကိုထွက်ပြေးရဆိုတာဖြစ်နိုင်လားတော်တော်ရုပ်တည်မရှိဘူးအဲ့မှာစစ်တပ်ကလုပ်တဲ့ဟာဒီမှာရုပ်တည်တော့ရှိတယ်ဒါပေမဲ့ပေါ်တင်လိမ်မှန်းတော့သိတာပေါ့စစ်တပ်ကလူတယောက်ကိုတတ်ချင်သူတို့ကတပ်ပစ်လိုက်ပြီးလို့ရှိရင်တနန်လူတယ်ဆိုပြီးတော့စင်းတင်လိုက်တယ်လေဒါပဲလေဒီမှာစစ်တပ်တွေလုပ်တာသူတို့လည်းဒီမကောင်းတဲ့ဟာတွေကြတော့တော်တော်လေးလိုက်အဲ့ဒီအတူတွေကိုယူဖို့မလိုတာဗျာကိုလုံနေတဲ့လောက်ကလည်းကြည့်ပါအောင်ဗျာ မဟုတ်စစ်တပ်ကရုံမှာတနည်းတယ်စစ်တပ်ကရုံမှာလည်းနည်းနည်းလို့ရှင်းလိုက်တယ်ဒါခုနကလို့သူတို့မဖြစ်မနေပြတ်တက်လိုက်တယ်ဟာဒါဒီဘက်မှာကျတော့အဲ့လိုမဟုတ်ဒီဘက်မှာနှစ်လမ်းဆော့တာဒီဘက်မှာကလန်းပါလဲဆိုတော့သူတို့ဖမ်းလိုက်တယ်ဆိုတော့ရုပ်ပြလိုက်တယ်သူတို့ဖမ်းလိုက်တယ်ပေါ့သူတို့ရဲ့ရေးချင်းလည်းမညံ့ဘူးဖမ်းပြတယ်ပေါ့ပြီးပြီဆိုရင်ဖမ်းပြီးသွားပြီဆိုတော့တက်လို့မရတော့ဘူးအဲ့ဒါထွက်ပြေးတယ်လို့မှာပဲရအဲ့တော့သူတို့ကနှစ်လမ်းဆော့ စစ်တပ်ကတော့ဗျာညစ်ပတ်ရုပ်မာပြီးတော့မျိုးပေါ့ကောက်ကျဲရုပ်မာပြီးတော့အစင်းနဲ့လောင်းတတ်တာတို့ဒီတိုင်းပြတ်တတ်တာတို့ပြီးရင်လက်နဲ့လူလို့တက်မှာကပဲလက်နဲ့ကင်ဖွဲ့စီပဲဖြစ်ဖြစ်တနက်ကိုလူရင်ပြတ်တတ်ပိုင်ခွက်ကရှိတယ်လေခါကြောင့်သူကဘောင်တွဲရနေပြီးတော့ဘလို့ပြဗျာမိသားစုကတော့တေဝါမှတိခွေရတာပေါ့နော်အဲ့ဒါမိသားစုတိုင်းရဲ့ရေးကြီးဆုံးချက်ပဲဒါဘယ်သူပဲပြည့်ကိုတို့မိသားစုကိုဖေပဲပြည့်ကိုကလေးပဲဖြစ်ပေါ့နော်ဒီဝါပြီလားရှင်ဝါပြီလားရှိသေးလားဆိုတာတော့အဲ့ရလေးတော့တိခွေပေးတယ်ဒါဆိုင်လေးသူဘာလို့မိမတော့ကရောက်နေပြီလေအခုယောက်ျားခက်ပေးပါဆိုတော့ကျွန်တော်ပိတ်ဆုံးစိတ်ရတော့ဘာသူကဟိုပါပေါ့ဟဲ့လို့သမီးကိုမဖြစ်မနေဆက်သွားလိမ့်မယ်ဘာလဲသူကောက်တွေကိုကြံနေခဲ့တာလေသူကောက်နှစ်ကောင်လို့ကောင်မလေးကမှကြံနေခဲ့တာလေအဲ့သူမိမကောက်လည်းသိတယ်လေအဲ့တော့ထပ်ပြေးဦးမယ်တခုခုနဲ့မရရတဲ့ဒီနဲ့သူမိမသူရအောင်ပြန်ဆက်တယ်ကိုပြတဲ့ဒီဟာကိုကျွန်တော်ဘယ်လိုလုပ်ကောင်းဒီတိုင်းလက်ပိုက်ကြည့်နေလို့တော့မဖြစ်တော့ဘူးဗျလောလောဆယ်စပီယောက်ကတော့ကျွန်တော်လည်းအများကြီးလောက်နေပြီပေါ့ခဏတော့စောင့်ကြည့်အောင်အခုနားဆင်ခဲ့ရတဲ့အတန်ဖန်ရတော့ဘိုးတော်နီယာထွက်ပြေးသွားပြီလို့ဆိုပါတယ်ဒါပေမဲ့ဒီအချက်ကိုကျွန်တော်တို့ The Point of Reality အနေနဲ့အလေးနဲ့ထားပြီးမိကွန်းထုတ်เสียရှိနေပါတယ်လုံခြုံရေးကြိုးပေါက်မှုလားစနစ်တကျဖမ်းဆီးထိန်းသိမ်းထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးဟာဒီလောက်အလွယ်တကူထွက်ပြေးသွားဖို့ဆိုတာဖြစ်နိုင်ရှိဘယ်လောက်ရှိသလဲဒါဟာတကယ်ပဲလုံခြုံရေးကြိုးပေါက်မှုလားဒါမှမဟုတ်တာဝန်ရှိသူတွေရဲ့ပေါ်ဆမှုလားလက်စာဖြောက်ဖို့ကြိုးစားမှုလားတကယ်လို့ဒီအတန်ဖိုင်ဟာအမှန်တရားကိုဖုံးကွယ်ဖို့လက်စာဖြောက်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့စင်ကြယ်တစ်ခုဖြစ်နေမယ်ဆိုရင်ဒါဟာတော်လန်ရဲ့ညီညွတ်မှုကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်ဘိုးတော်နီရဲ့ဖြစ်စဉ်ဟာရင်းမာပင်ခရိုင်တွင်းကတော်လန်ရဲ့အင်အားစုတွေရဲ့ပွင့်လင်းမြင်သာမှုနဲ့တရားဥပဒေစိုးမိုးမှုကိုစမ်းသပ်နေတဲ့ပုတ်စာတစ်ပုဒ်လည်းဖြစ်ပါတယ်။တာဝန်ရှိသူတွေအနေနဲ့ခိုင်လုံတဲ့အထောက်အထားတွေပွင့်လင်းမြင်သာမှုရှိတဲ့ရှင်းလင်းချက်တွေနဲ့အမြန်ဆုံးအမှန်တရားကိုဖော်ထုတ်ပေးဖို့လိုအပ်နေပါပြီ။မိသားစုဝင်တွေမကပဲပြည်သူတွေအားလုံးကလည်းဘ
ဘိုးတော်နီရဲ့အသက်အန္တရာယ်နဲ့အခြေအနေမှန်ကိုသိကျင်နေကြပါတယ်ကျွန်တော်တို့ The Voice of Reality ကလည်းအမှန်တရားပေါ်ပေါက်ဖို့အတွက်ဆက်လက်စောင့်ကြည့်တင်ဆက်ပေးသွားပါမယ်ခင်ဗျာယေရှုအထူးတင်ပါတယ်